ဟိုးရှိတုန်းကညီမဝန်ခွဲ2ယောက်ရှိတယ်တယောက်ကိုကျင်လို့ခေါ်ပြီးနောက်တစ်ယောက်ကိုထင်လို့ခေါ်တယ်သူတို့ကတောင်ပေါ်ဒေသလီတစ်ခုမှာနေထိုင်ကြတယ်သူတို့မိသားစုကဆင်းရဲတဲ့အခြေအနေထဲမှာရုန်းကန်နေရတဲ့အတွက်ကျောင်းကိုလည်းစနစ်တကျဆက်လက်တက်နိုင်ခြင်းမရှိခဲ့ပါဘူးဒါကြောင့်ပညာရေးကို4တန်းလောက်ထိသာပြီးမြောက်နိုင်ခဲ့ပြီးဆက်လက်သင်ယူဖို့အခွင့်အလမ်းလည်းမရှိခဲ့ပါဘူးတောင်ပေါ်ဒေသဖြစ်လို့အလောက်ကန်အခွင့်အလမ်းနည်းပြီးစီးပွားရေးလည်းနောက်ကျနေတာဒါကြောင့်သူတို့2ယောက်လည်းရွာကနေအဝေးမထွက်နိုင်ပဲရွာထဲမှာပဲရရှိသမျှခွင့်လန်းနေနဲ့ဘဝကိုဆက်လက်ဖြတ်သန်းနေရပါတယ်အဲ့ဒီဒေသမှာအလုတ်ကန်ရှားပါလို့တဲ့အတွက်သူတို့ဟာတောင်ပေါ်ရှိစစ်တပ်စခန်းအနီးမှာအလုတ်ဝင်လုပ်ခဲ့ရပါတယ်စခန်းထဲမှာစစ်သားတွေများပြီးအဆောင်2ဆောင်ခွဲထားတဲ့စခန်းကြီးတစ်ခုလည်းဖြစ်ပါတယ်မနက်2နာရီကမှအဆောင်ထဲကနာရီတန်တီးလာတယ်ကျင်နဲ့ထင်တို့2ယောက်လုံးအိယာကနေမလုံမလဲထလာကြတယ်အပြင်ဘက်မှာတော့တောင်ပေါ်လီကအေးဆက်ဆက်နဲ့တဟူးဟူးတိုက်ခတ်နေပါတယ်မနက်စောစောအေးဆက်နေတဲ့ရာသီထဲမှာမျက်နှာသေးသွားတိုက်ကြရာထွက်သွားပါတယ်သူတို့2ယောက်ကတခန်းနဲ့အိပ်ရပေမဲ့ချက်ပြုတ်ချိန်ရောက်ရင်တော့တယောက်တစ်ဆောင်စီခွဲပြီးတာဝန်ယူရပါတယ်အဆောင်တွေကလည်းတနေရာနဲ့တနေရာအတော်ဝေးနေပါတယ်ဒီကြောင့်တယောက်ခွဲပြီးသွားလာရတာအရန်အန်တရများပါတယ်သူတို့သွားတဲ့လမ်းတစ်လျှောက်လုံးလေးတွေအရန်ပြင်းပြီးတစ်ချိန်လုံးတိုက်နေတယ်ကျင်ကတူတာဝန်ကြတဲ့အဆောင်ကိုရောက်တော့ပါလာတဲ့မီးအိမ်လေးကိုမီးပိုကန်းထဲမှာချလိုက်တယ်အခန်းတစ်ခုလုံးကမှောင်မဲပြီးအေးဆက်ဆက်နဲ့တိတ်ဆိတ်နေတယ်ဘယ်သူမှမရှိပြီးမြဲအထင်းမှာတော့မတက်မတာဖြစ်စီရတစ်ခုခုရှိနေတယ်လို့ခံစားနေရတယ်ထင်းနဲ့ချက်မှာဆိုတော့မီးချစ်ကိုယူပြီးထင်းညှိုးစာလေးတွေကိုချစ်ကာမီးဖို့စတင်လုပ်ပါတယ်မီးရလာချိန်မှာစံပုံးလေးကစံကိုယူပြီးရေ3-4 ချီလောက်စီးကာထမင်းကိုထင်းမီးပေါ်မှာဖို့ထားလိုက်ပါ